Hey guys, welcome to my channel. ဒီနေ့မှာတော့ supermarket မှာဈေးဝယ်ပြီးလို့ငွေရွှေမို့အတွက်တန်းစီနေချိန်မှာတယောက်ကကိုရှိကိုဖြတ်ဝင်သွားတာရေးကြီးကိစ္စပေါ်လာလို့ကိုနေရာကိုဥကိုင်းထားတာစတာတွေကို English လိုဘယ်လိုပြောမလဲဆိုတာကိုအတူတူလေ့လာသွားမှာပဲဖြစ်ပါတယ် So without further ado, let's get started. Okay, the first one is excuse me, is this the back of the line? ဒီစိတ်လောက်ပါဒါကကြည်တန်းရဲ့နောက်ဆုံးလားမသိဘူးကိုကတန်းစီဖို့ဝင်ကြွိုင်းနေတဲ့အချိန်မှာကိုကဒီတန်းရဲ့အရှိကိုရောက်နေတာလားနောက်ကိုရောက်နေတာလားမသိကြတဲ့အခါမှာကိုရှိကလူကိုသိကြသွားအောင်မေးတဲ့အခါမှာဒီ phrase လေးကိုသုံးပါတယ် Okay, the second one is excuse me, are you in line? ဒီစိတ်လောက်ပါတန်းစီနေတာလားကိုရှိကလူကတန်းစီနေတာဟုတ်မဟုတ်သိကြသွားအောင်မေးတဲ့ phrase လေးပဲဖြစ်ပါတယ် Okay, the third one is excuse me, do you mind if I go ahead of you? I just have one thing and I'm in a hurry. ဒီစိတ်လောက်ပါမင်းရဲ့ရှိမှနေခွင့်ပြုပါငါမှတခုတည်းပဲရှင်းဖို့ရှိရပါကျွန်တော်အလင်းလိုနေလို့ပါဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ် Okay, let's move on to number 4. The fourth one is excuse me, can you hold my place? ဒီစိတ်လောက်ပါနေရာတစ်ချက်လောက်ဥပေးလို့ရလား Excuse me, can you hold my place? Okay, let's move on to number 5. The last one is Egaအရင်ပြောပါမယ် Excuse me, I was here first. Actually, you have to get back in line. ဒီစိတ်လောက်ပါကျွန်တော်အရင်ရောက်တာပါတကယ်တော့ခင်ဗျားကနောက်မှတန်းစီရမှာပါအဲ့ဒီချိန်မှာနံပါတ် B ကပြန်ဖြေလိုက်ပါတယ် Sorry, I didn't mean to catch you. တောင်းပန်ပါတယ်ကျွန်တော်ကြားဖြတ်ဝင်ဖို့မရည်ရွယ်ခဲ့ပါဘူး Excuse me, I was here first. Actually, you have to get back in line. Sorry, I didn't mean to catch you. ကဲအခုဆိုရင်တော့ငွေရှိမို့အတွက်တန်းစီနေချိန်မှာကိုရှိကိုတယောက်ကဖြတ်ဝင်သွားတာပဲဖြစ်ဖြစ်နေရာဥပေးပါအောင်လို့ပြောချင်တာပဲဖြစ်ဖြစ် English လို့ဘယ်လိုပြောမလဲဆိုတာကိုသိသွားလောက်ပြီထင်ပါတယ် If you like this videos, give it a thumbs up and hit the subscribe button and see you in the next video. Bye bye!